ကျောင်းသူကျောင်းသားတိုင်းလှုပ်ဖူးတဲ့အရာများစာသင်ချိန်တွင်အကြောင်းမဲ့ရေးမိခြင်းပုံစည်းတာခြင်းအဖေနာမည်ခေါ်ခံရခြင်းဆရာဆရာမများအားနာမည်ပေါင်းစုံပေးခြင်းပောက်ကရတွေရှောက်ရေးခြင်းသူများအိမ်စာအားကိုးချမွန်ခိုးစားခြင်းစာသင်ချိန်တွင်စာနှင့်ရေးပြီးစကားကိုပြောခြင်းခန်းထဲတွင်ခိုးအိတ်ခြင်းဥစ္စာ6နှင့်ကြုံရခြင်းစာအုပ်မေ့ကြံခဲ့ခြင်းတန်ရောင်လိုက်ခြင်းအားတဲ့အချိန်တွင်ပုံပြင်ပြောပြခြင်းပုံလျှောက်ဆွဲခြင်းကျောင်းအိမ်သာထဲတွင်အချိန်ဖြုံးခြင်း